ဆူဆူ အဲ့ဒါဆိုကိုအဲ့အိမ်ရောက်ဆိုတော့ကျွန်တော်ဘယ်နေသွားဆိုရမှာ ဘယ်ရောက်မှာသွားဆူ ဘာလို့ဇဲရောက်တော့ဆိုတော့ဒီတွေ့ဝတို့ဖွဲ့လာမလားတောက်ချက်ဝင်းဝင်းပြည့်တဲ့ချင်းကိုဆွဲလိုက်လို့ဝင်းဝင်းပြည့်ချင်းကိုဆွဲလိုက်လို့ ဟိုစိတ်တော့ဘာလို့လိုက်ဆူ ဘာလိုက်ဆိုကြ စိတ်တော့မတော့ဒေါသကိုရေထွက်စမ်း ဒီမှာပြည့်တဲ့မျိုးအိမ်မှာပြက်လုံးလာတိုက်ဆိုမတိုက်ဘူးဒီမှာတစ်ချင်းလူကတော့တောက်ချက်ဖြစ်ပြီ ဟိုတချင်းဆိုမှဆိုပြလုံးပြငါလည်းအတန်ရန်ကောင်းလို့ကို ကျွန်တော်ပြောတာဒီချင်းကိုဆိုလို့အိမ်မှာလာတိုင်းတိုက်တော့ကြောက်မလာဘူး တိုက်တယ်လေလာတယ်လေမင်းမမရှိတာ ကျွန်တော်အိမ်မှာတောက်ချက်ရှိနေတယ် ဩပြီးကြတဲ့စနေကနေတော့လေ စနေဆိုတဲ့နေ့တနေ့ကိုကျွန်တော်တနေ့ကိုလည်းငါပါပြည့်နေငါပါ ငါလာတယ်ငါလာတယ်အဲ့တော့မင်းမရှိဘူးမင်းမရှိတော့ငါအိမ်တော့တွက်လိုက်ဆိုလူကငါတကားလေးသားလေးဖွင့်ပြလာအဲ့မှာဒီတော့မင်းမရပေါ့မကြည့်အဲ့ကျွန်တော်မိမဒီဘောမှာမောက်ရကြီးအိတ်ဒီတော့ကျွန်တော်ဘယ်သွားနေလို့ဘလို့ဒီဦးငါလည်းအမတွက်လိုက်ကြမ်းကမှမရှိငါငုံရှာလိုက်တော့မင်းမထမင်းရှားနေအဲ့ဒါအဲ့တော့ဂရင်းရလည်းပေါ့ ပေါက်ကြီးပဲ အဲ့မှာတနေ့တစ်ခိုင်ထွက်ကြဒီလိုအလုံးလိုက်ကြည့်ကွဟုတ်ကဲ့နေ့တိုင်းကျွန်တော်လည်းဟောတနာပါလေဆိုတော့ကျွန်တော်မျိုးကြီးနေစိတ်ကမျိုးပြတာလည်းကျွန်တော်ချလာပြုတ်နောက်ဆုံးကအမေကโอเคလားဒီတစ်ချင်းတိုက်ဖို့အကိုကျွန်တော်အိမ်လာတယ်ကျွန်တော်မရှိဘူးအဲ့နဲ့အကွာအိမ်ငယ်တကားလေးပို့လိုက်တော့ကျွန်တော်မိမရင်ဆိုင်နေဝေရတို့အိတ်နေတာတတိရက်လည်းပေါက်နေမယိုသေးစကားကတော့မင်းကကျွန်တော်ကအဲ့ဒါအတူစစ်အဲ့ဒါကျွန်တော်မိမဟေးရတယ်အဲ့ဒါချင်းကျွတ်တယ်ဝယ်တယ်ချင်းဆိုင်နဲ့အိတ်နေတာအပေါက်ထဲကိုနိုးသီးတော့ဘတ်သူထွက်ကြတာဟိုကအောက်ကနေပြီးတော့ဝင်ပြီးတော့နောက်ဆုံး